Excel မှာအရင်အသုံးဝင်တဲ့ camera feature လေးကြောင့်ပြောပြပါမယ်။ဘောကအဲ့ဒီများနေရာလေးကိုထောက်လိုက် more comments အဲ့ဒီမှာ popular comments ဆိုတဲ့နေရာမှာ all comments ကိုရွေးမယ်။ရွေးပြီးတော့ရင်အောက်မှာ camera ကိုသွားရှာမယ်။ C ဆိုတဲ့နေရာမှာရှိလိမ့်မယ်ပေါ့နော်။အခုက E ဆိုတော့အခုဆွဲချ camera clip camera လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီဘက်အချမ်းမှာ add နှိပ်ပြီးတော့လို့ရှိရင် okay နှိပ်လိုက်လို့ရှိရင် camera လေးကပေါ်မှာသွားပြီးပေါ်နေ camera ပုံလေးပေါ့နော်အဲ့တော့ကို camera ရိုက်ချင်တဲ့နေရာလေးကို select လုပ်မယ်ကို cursor ချချင်တဲ့နေရာမှာကိုပုံကို paste လုပ်ချင်တဲ့နေရာမှာချဒီလိုလေးပေါ်လာမယ်အဲ့တော့သူကဘာအသုံးဝင်လဲဆိုတော့မူရင်း data မှာ changes လုပ်လိုက်လို့ရှိရင်အဲ့ဒီပုံလေးမှာလည်းသွားပြီးတော့ auto change ဖြစ်သွားတယ်ပေါ့နော်အခုဆူဆူဆိုပြီးရိုက်လိုက်တယ်ဒီဘက်မှာလည်းဆူဆူပြန်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီ worksheet မှာတခြားအဲ့ဒီ Excel file မှာတခြား worksheet တွေမှာလည်းအဲ့ camera လေးကို paste လုပ်ပြီးသုံးလို့ရတယ် PowerPoint မှာလည်းသုံးလို့ရပါတယ် thank you see you in the next video